မင်္ဂလာပါ CCTV Knowledge ကကြိုဆိုပါရစေ။ဒီနေ့ဒါချောကလက်စားသုံးခြင်းရဲ့အကျိုးကျေးဇူးတွေကိုဖော်ပြပေးသွားပါမယ်။ဒါချောကလက်ဆိုတာကအချိုနည်းပြီးကိုအချိုခံမြင့်တဲ့ချောကလက်ဖြစ်ပါတယ်။တမယိုးကြ mix ချောကလက်ထက်အာဟာရပိုရှိပြီးကျန်းမာရေးအတွက်ပိုကောင်းပါတယ်။ဒါချောကလက်စားခြင်းရဲ့ကျန်းမာရေးအကျိုးခုနှစ်ချက်။တဦးနောက်အတွက်ကောင်းတယ်။ဒါချောကလက်မှာဖာလိုက်ပနိုက်ဆိုတဲ့အာဟာရဓာတ်ရှိပြီးဦးနောက်သွေးလက်ပတ်မှုတိုးစေပါတယ်။တတိအာယုံကောင်းလာတဲ့စိတ်ဖိစီးမှုလျော့တယ်။နှစ်နှလုံးသွေးကြောကျန်းမာရေးကောင်းတယ်။အစီမျိုးစားကမကောင်းတဲ့အစီလျှော့ပြီးတစ်လုံးကောင်းတဲ့အစီတိုးပေးတယ်။သွေးကြောပိတ်ခြင်းနှလုံးရောဂါဖြစ်နိုင်ခြေလျှော့တယ်။၃သွေးပေါင်ချိန်ညှိပေးတယ်။ဒါချောကလက်ထဲကပေါ်လီဖေကသွေးကြောပေါင်းချိုင်းတွေကိုဖြည့်လျှော့ပေးပြီးသွေးပေါင်ချိန်ကိုတဆင့်တည်းညှိပေးတယ်။၄ကိုခံအားတိုးတယ်။ antioxidant များစွာပါဝင်လို့ကိုယ်အတွင်းသွေးဆက်များကို oxidation ပျက်စီးမှုမှကာကွယ်ပေးတယ်။ငါစိတ်သက်ကောင်းလာစေတယ်။ dark chocolate မှာ serotonin, serotonin နဲ့ endorphin တိုးစေတဲ့ဓာတ်တွေပါဝင်လို့စိတ်ညစ်ခြင်းစိတ်ဖိစီးမှုလျော့ပြီးပျော်ရွှင်မှုခံစားမှုပေးတယ်။၆အမြင်စွမ်းအတွက်ကောင်းတယ်။သွေးလက်ပတ်မှုကောင်းလာခြင်းကြောင့်မျက်စိသွေးကြောတွေနဲ့ဆဲတွေလှုပ်ဆောင်မှုကောင်းတယ်။ခုနှစ်သွားအတွက်လည်းအနည်းငယ်ကောင်းတယ်။သတိထားရန်နေ့တိုင်းအများကြီးမစားသင့်ပါအချို့စီပါလို့တစ်နေ့ကို30-40 gram တစ်တုံးနှစ်တုံးခန့်စားလို့ကောင်းတယ်။90% ဖြစ်တဲ့ချောကလက်ကိုရွေးပါ။သွေးချိုသွေးတိုးသူများအတွက်ဆရာဝန်နဲ့တိုင်ပင်သုံးသင့်တယ်